ပြောရလေမောင်လေးကပြောတဲ့ခါကျရေဒီယိုဘာသွားတာတို့ဒီပေါ့နော်ကိုသားကြီးတို့ကိုလမိုးတို့ကြိုက်တယ်ဆိုတာတို့ကကြတော့မဟုတ်အဲ့ဥစ္စာကြတော့အဲ့ kick မှာဟိုပေါ့နော်ဟိုဖြစ်နေတဲ့သူတွေကိုညွှန်းပြီးတော့ရေးတာလားနောက်ပြီးတော့ဥမာပေါ့နော် score သေးမှာရေးသားစကားလိုက်ပြောတာတို့ဘာလို့ဆိုတော့အဲ့ kick မှာအဲ့လိုပြောတတ်တဲ့ပုံရှိတာလားသို့မဟုတ်မောင်လေးကရောအဲ့လိုပြောခဲ့လို့လားစားရမယ်ကစားတယ်ကျေးဇူးတင်ပါတယ်ဒီလိုကိုသား ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းပြောခဲ့ရတာပေါ့နော်။ဘာလို့ကျွန်တော်တို့ခေတ်ကတယောက်နဲ့တယောက်နီးစပ်ဖို့တအားခက်ခဲတယ်။နောက်တစ်ခုကလည်းကျွန်တော်ကြီးစားစကားပြောရင်တယောက်တည်းမဟုတ်တငယ်ချင်းတွေပါခေါ်သွား မောင်လေးဒေါ်လာဘောမောင်လေးရယ် တကယ်ချင်းကခေါ်ရဆိုကိုကပြောလိုက်တကယ်ကြောက်တယ် တွေ့ချီသွားတဲ့တီတိုးရီကော်လီရေဒီယိုပါသွားပြီးတော့တိုးရီပြောသည်အရန်တော့ တခုချင်းစီပါတို့ကစီစဉ်တာတိကျစီစဉ်တာ ဟိုဒီကြာပြီပေါ့နော်မလင်းမကပြတ်တော့တာလုံးဝအရန်ကြာနေပြီဆိုတော့ကြာသူတို့စကခိုင်းတဲ့အချိန်တော့ဆိုရှက်တောင်ရှက်တယ်လေဒီရွယ်ကြီးနဲ့ဒီလိုကြီးတွေကရမယ်ဆိုတော့မလင်းရဲ့လုတ်ပါဒါအဲ့မလင်းလုတ်ခစ်ကပေါ့နော်အဲ့အချိန်1990အချိန်လောက်ကပုံစံလေးတွေပြန်ဖြစ်ချင်တယ်ဆိုတော့အားကြောင့်ပြောရလေဟိုကခဲ့လိုက်တယ်လေတိုက်ဆိုင်မှုရှိတော့လေဩငါတို့အရင်တော့ဒီလိုလေးကခဲ့ပါလားအဲ့ဒါဘာဖြစ်လဲလို့မင်္ဂလာပါဒီချင်းကိုကျွန်တော်ကအရင်ကြီးထားတော့3နှစ်လောက်ရှိပါတော့3နှစ်လောက်ရှိပြီဒီတချင်းကိုကောင်းကောင်းလေးရိုက်ချင်တော့အချိန်လေးတစ်ခုစောင့်ပါတော့ပြီးတော့ဟိုဒီတချင်းထဲမှာပါတဲ့တပိုက်ချင်းစီမှာအထိပ္ပယ်တစ်မျိုးစီရှိတာအဲ့ကျွန်တော်တို့ငယ်ငယ်တုန်းကအထူးသဖြင့်တော့ကျွန်တော်15နှစ်နဲ့20ကြားမှာဖြတ်သန်းခဲ့တဲ့ကာလာလေးတွေကိုတချင်းဖြစ်ပုံဖော်တဲ့အခါကျတော့ကျွန်တော်ဟိုတချင်းအကြောင်းအရာလေးတွေတပိုက်စီမှာတစ်မျိုးစီပါတယ်နော်အဲ့လိုအစင်စားကောင်းကောင်းရိုက်ချင်တယ်ပြီးတော့ကိုရည်ရွယ်ထားတဲ့မင်းသမီးကလည်းမက်လင်းစားလေးဆိုတော့အဲ့တော့ဒီအချိန်အားလုံးပေါ့နော်အားလုံးအဆင်ပြေတဲ့အချိန်တစ်ခုမှာဒီတချင်းကိုမလင်းနဲ့ရိုက်မယ်ဆိုပြီးတော့ဒါရိုက်တာကလည်းဟိုတချင်းလေးစပြီးတော့ဟိုစရတယ်ဟိုကပြဖြိုးနိုင်နဲ့ရိုက်မယ်လို့ကျွန်တော်ရည်ရွယ်ထားတော့အားလုံးပေါ့နော်ဒီလူတွေဒီဒါရိုက်တာတင်မင်းသမီးနဲ့ရိုက်မယ်ဆိုပြီးရည်ထားတဲ့အဆင်ပြေတဲ့အချိန်ကျမှစရိုက်တာခုနကပြောရလေမောင်လေးကပြောတဲ့ခါကျရေဒီယိုဘာသွားတာတို့ဒီပေါ့နော်ကိုသားကြီးတို့ကိုလမိုးတို့ကြိုက်တယ်ဆိုတာတို့ကကြတော့မဟုတ်အဲ့ဥစ္စာကြတော့အဲ့ kick မှာဟိုပေါ့နော်ဟိုဖြစ်နေတဲ့သူတွေကိုညွှန်းပြီးတော့ရေးတာလားနောက်ပြီးတော့ဥမာပေါ့နော် score သေးမှာရေးသားစကားလိုက်ပြောတာတို့ဘာလို့ဆိုတော့အဲ့ kick မှာအဲ့လိုပြောတတ်တဲ့ပုံရှိတာလားသို့မဟုတ်မောင်လေးကရောအဲ့လိုပြောခဲ့လို့လားစားရမယ်ကစားတယ်ကျေးဇူးတင်ပါတယ်ဒီလိုကိုသားဘယ်လိုပြောမလဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းပြောခဲ့ရတာပေါ့နော်။ဘာလို့ကျွန်တော်တို့ခေတ်ကတယောက်နဲ့တယောက်နီးစပ်ဖို့တအားခက်ခဲတယ်။နောက်တစ်ခုကလည်းကျွန်တော်ကြီးစားစကားပြောရင်တယောက်တည်းမဟုတ်တငယ်ချင်းတွေပါခေါ်သွား မောင်လေးဒေါ်လာဘောမောင်လေးရယ်တကယ်ချင်းကခေါ်ရဆိုကိုကပြောလိုက်တကယ်ကြောက်တယ်။ဘာလို့လဲဆိုတော့ကိုက तू ဘယ်လိုတုံ့ပြန်မလဲပေါ့နော်။ကိုရထားတဲ့ကောင်မလေးခက်ဆွဆွလေးဆိုတော့အဲ့တော့ तू ဘယ်လိုတုံ့ဒါတွေဘာတွေရောထောက်ပြတယ်ပါအေးမလဲကွက်တွေလည်းပါဒါပေမဲ့အဲ့မှာအဲ့လိုမျိုးပုံစံဖြစ်သွားတာပေါ့နော်ပြပြနိုင်ရလဲအဲ့လိုဇက်ကွက်ဆင်လိုက်တဲ့အခါမှာဘေးနားနေကြီးစကားလိုက်ပြောတကယ်တကယ်ဆိုရင်တော့ကျွန်တော် team အဖွဲ့အတကယ်ကြီးနေဆိုရင်ကျွန်တော်အရင်တော့ဟိုကျွန်တော်မျိုးသမီးက MCC မှာကွန်ပျူတာတင်တော့တင်ကြီးစီကနေဒီဘက်ကိုလမ်းလျှောက်ရင်ကျွန်တော်တို့စုလေဘက်ကိုကျွန်တော်တို့ကကားသွားစီးတယ်ပေါ့နော်စုလေဘက်ကားသွားစီးရင်ကျွန်တော်တို့ကဘေးနားနေလိုက်ပြီးတော့ဟိုကကျွန်တော်အဲ့ကြောင်ငယ်ကြီးတွေမှာကိုလာပါဆိုပြီးတော့တကယ်ကြီးနေဘေးနားနေကျွန်တော်စောင့်ကြည့်ပြီးကျွန်တော်ပြောအဆင်ပြေโอเคသူကဆက်လိုက်အဆင်ပြေနေအဲ့ရနေလှည့်ပြန်ကြတာပေါ့နော် तू ကအဲ့လိုမျိုးကိုလာပြီးတော့ပေါ့နော်မလင်းနဲ့ရိုက်မယ်ဆိုတော့နောက်မင်းနောက်နေသလားလို့တော့ထင်မိတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကလေးတွေရောအငယ်တွေရောအစ်စ်တွေရောဒီလောက်အများကြီးကြားထဲမှာတကယ် तू ပြောသလိုပဲ90 20ဘွားတို့ယူ तू ကရိုက်ချင်နေဆိုတော့မဟုတ်ဘူးတဲ့မလင်းနဲ့လိုက်တဲ့တချင်းဖြစ်နေလို့ဟုတ်ပြီပေါ့အသေးချာသွားပေါ့တချင်းလိုက်နားထောင်လိုက်ပေါ့90 20ဆိုတာအခုတွေအခုတော့မှပဲအခုဆိုအပြင်သွားလို့ရှိရင်ဟိုပေါ့နော်ပရိသတ်တွေကဟိုကိုခေါ်လို့ရှိရင်90နဲ့မစုံသွားဂွန်တီပါဆက်ပါတယ်ကွယ်ဆိုတော့ဒါပေမဲ့ကျင်းနေပါတယ်ဒါမောင်လေးရဲ့အောင်မြင်မှုပေါ်မှာကိုလည်းလိုက်ပြီးတော့စီးမျောခွင့်ရတဲ့အတွက်မောင်လေးကိုကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်မလင်းကလည်းတကယ်ကိုရောစိတ်ကောအမြင်နဲ့စိတ်လည်းပူရတယ်ပြီးတော့ဒီတချင်းမှာဆိုရင်ကကွက်တွေဟိုဘယ်လိုပြောမလဲတချင်းတောက်လျှောက်ကအကတွေများတော့လေအမကလည်းတကယ်အားနာနဲ့ပဲခုနကခွင့်တောင်းခဲ့ရတာပေါ့နော်အမကလည်းကိုထက်တောင်တို့လေဒါမဲ့တခုတော့စိတ်တော့မကောင်းဘူးပေါ့နော်ဘာလို့ဆိုအဲ့ဒီအချိန်တော့ဒါကိုရီးယားဒီလိုကခဲ့ရတဲ့ဟာဆိုတော့အမဟို flashback ပေါ့နော်ပြန်ပြောင်းပြီးတော့တတိယတရားတွေပါဖြစ်သွားတာပေါ့မှလေအဲ့အကြောင်းလို့မလင်းတရက်ဆိုရှူတင်သမင်းမစားဘဲနဲ့ငုတ်တို့ကြီးပြန်နေတာကဲဟိုခုနကတော့ပြောနေတော့ဟိုမှာပဲဖြစ်ဖ ೇನೆ သူ့မှာအမဟုတ်လေဒါအဲ့မောင်လေးဆက်ထားတဲ့အချိန်1990လောက်ကပေါ့နော်အဲ့တုန်းက
ကိုရီဩငါတို့လည်းအရင်တော့ဒီလိုလေးကခဲ့ပါလားပေါ့လေကခဲ့ရတယ်လေအဲ့ဒါကိုပြောတာလေမဖြစ်မှားလို့လားလို့ကခဲ့ရတာပဲဟုတ်တယ်ဒါတွေကတော့အကုန်လုံးလောဘကင်ပဲဆိုတာလောဘကင်ပဲဆိုတာအမြဲတမ်းတန်ရောစင်ရှိရပဲလေတိုက်ဆိုင်မှုရှိလို့ရှင်ဥမာမောင်လေးနဲ့ဆိုရင်လည်းမောင်လေးနဲ့ဒီ90နဲ့ခွန်တီကိုရိုက်ထားတယ်ဒီလိုပုံစံမျိုးများတစ်ခါရိုက်လို့ရှင်လည်းကိုမောင်လေးတတိယမှာပဲဒါပဲဒီအဲ့ဒါမရရဘူးလားလို့အရင်တော့တခုချင်းစီပါတို့စီစဉ်တာတိကျစီစဉ်တာကြာပြီပေါ့နော်မလင်းမကပြတ်တော့တာလုံးဝအရန်ကြာနေပြီဆိုတော့ဒါသူတို့စကခိုင်းတဲ့အချိန်တော့ဆိုရှက်တောင်ရှက်တယ်လေဒီရွယ်ကြီးနဲ့ဒီလိုကြီးတွေကရမယ်ဆိုတော့မလင်းရဲ့လုပ်ပါဒါအဲ့မလင်းလုပ်ခက်ကပေါ့နော်အဲ့အချိန်1990အချိန်လောက်ကပုံစံလေးတွေပြန်ဖြစ်ချင်တယ်ဆိုတော့အားကြောင့်ပြောရလေကခဲ့လိုက်တယ်လေတိုက်ဆိုင်မှုရှိတော့လေငါတို့အရင်တော့ဒီလိုလေးကခဲ့ပါလားအဲ့ဒါဘာဖြစ်လဲလို့စီမောမှာထပ်ခိုင်းမယ်တဲ့ကိုတခုတော့ရှိတာပေါ့နော်ကျွန်တော်အခု TikTok တွေဝင်ကြည့်လိုက်လို့ရှိရင်ဦးလေးတွေအန်တီတွေအတွက်ကဒွန်းစရာဟုတ်တယ်အစင်ပြေသွားတာပေါ့နော်ဘယ်လိုဘာမှဒွန်းစရာတမုံရပါအခုဟုတ်တယ်ကျွန်တော်ဟိုတနေ့ကကျွန်တော်အတော်ကိုယ်တိုင်ကပို့လာဒါရည်တဲ့ဒါတချင်းဖွင့်လာပြီးတဲ့အန်တီတို့ရေဒီယိုဘာရောက်တယ်မင်းရေးပေးပါတဲ့ကွာမလင်းရလေအဲ့ဒါကိုအရင်ပြောချင်နေညတွေကအိမ်မက်တက်ပါမင်းပြပါလားစီးပြီးဆိုမဆိုချင်တာကိုမှလေဒီကတကယ်မောင်လေးတကယ်ကောင်းပြောလူတွေရှိမှတော့တခါလေးပြောတာလေမောင်လေးကပဲတချင်းလေးတပုတ်လောက်ဆိုချင်တယ်တပုတ်မကောက်အများကြီးဆိုတယ်တင်ပေးပါလို့အဲ့တချင်းက9လလဲကြာရင်ကြာမယ်6လလဲကြာရင်ကြာမယ်တစ်နှစ်လဲကြာရင်ကြာမယ်ပေါ့မောင်လေးအဲ့ဆိုရေးပေးမယ်အဲ့ဆိုရင်ကျွန်တော်အားလုံးရဲ့ရှေ့မှာဂရုပြုပါတယ်အလင်းနဲ့ဘာသာလဲ promise ကားလာလေးဆိုကြတော့အဖီးလေးလာ90 20ပတ်တူလို့ခုနပြောလိုက်တယ်နော်နားလေးမဘာကြောင့်အဲ့90 20ကတော့ရုံးထွက်မှာကိုမယူဒီတက် fresh လေး flat နည်းနည်းလောက်ပါမယ်လေအများကြီးပါရေးပေးမှာရေးမှာဟုတ်တယ်ကျေးဇူးအများကြီးတင်ပါအဲ့စကားကိုပြောလို့ရတယ်ကျွန်တော်ဆိုတဲ့တခြင်းမသေးဆိုတော့ကိုယ်တိုင်သိဆိုကိုယ်တိုင်သိဆိုကျွန်တော်တို့ဟိုအမြဲတမ်းစူးစမ်းဖန်တီးတဲ့တခြင်းတွေကိုအမြဲတမ်းအင်းနဲ့အားပေးကြတဲ့ပြည်သက်တွေကြောင်းလားကျွန်တော်တို့ဒီနေ့ဒီချိန်ထိတခြင်းတွေဆက်လက်ဖန်တီးနိုင်တာပေါ့နော်ဒီ90 20နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နော်ဖက်ကပတ်မိုးပေးကြတယ်နော်ပြီးတော့ဒီတချင်းတိခတ်ပေးကြတယ်ရိုက်ကူးပေးကြတယ်ညီကိုမောင်နှမတွေအားလုံးကျေးဇူးအများကြီးတင်တယ်သူပြတော့မလင်းပေါ့နော်ကျွန်တော်ရဲ့ဒီ90 20ရဲ့မင်းသမီးပေါ့လုံးဝကိုကျွန်တော်စိတ်ထဲကစိတ်ကူးတွေကမင်းသမီးကလည်းကျွန်တော်ကိုဒီတချင်းတွေအကောင့်ထဲပေါ်ဖို့အတွက်ကိုအစွမ်းကိုတရားရခဲ့နှုန်းအပြည့်အဝ supporting ပေးတဲ့အတွက်အမကလည်းကျေးဇူးအများကြီးတင်ပါတယ်မလင်းကလည်းမောင်လေးကိုခုနပြောသလိုပဲပေါ့နော်ဒီလောက်အများကြီးကြားရမှာမလင်းကိုတတိတရားနဲ့ခေါ်ပေးတယ်ဒီပေါ့နော်အခုဆိုရင်ပေါ့နော်ဒါမောင်လေးအများကြီးအောင်မြင်တာပေါ့နော်ဒီအောင်မြင်တဲ့တခြင်းမှာမလင်းဝင်ပါဝင်ခွင့်ရတဲ့အတွက်လည်းမောင်လေးကိုကျေးဇူးတင်တယ်လို့ကြည့်ပေးတဲ့ပရိသတ်တွေအားလုံးကိုလည်းပေါ့နော်မလင်းကိုအားမငယ်ရအောင်ပေါ့နော်အကုန်လုံးကဝိုင်းပြီးတော့အားပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ရှင်ဟုတ်